အားလုံးမင်္ဂလာပါ Great Computer Training Center ကနေကြိုဆိုပါရစေ။ဒီနေ့ Excel သင်ခန်းစာလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်။အဲ့တော့နမူနာပုံစံလေးကြည့်လိုက်ပါမယ်။ဒီလိုပုံစံလေးပေါ့။သင်တန်းနေကျောင်းနေမှာကျောင်းသားတွေလာတယ်မလာဘူးပေါ့နော်။ဥပမာဒီကျောင်းသားလာတယ်ဆိုလို့ရှိရင်တော့1လေးရိုက်လိုက်တာနဲ့သူကအမှန်ချစ်ကလေးဝင်သွားမယ်ပေါ့နော်။အမှန်ချစ်ဝင်သွားတာနဲ့သူကဒီမှာတရက်လာတယ်ပေါ့။အဲဆိုဒီဘက်မှာနောက်ထပ်1လေးထည့်လိုက်တယ်။ဘေးကိုသွားလိုက်တယ်ပေါ့ဒါဆိုလဲသူက2ရက်ပေါ့နော်ဒါဆိုမလာဘူးဆိုလို့ရှိရင်တော့0လေးရိုက်လိုက်ပါတယ်ဒါဆိုရင်ဒီမှာဒီចောင်းသားလာတဲ့ဆိုရင်1မလာဘူးဆိုရင်0လာတယ်ဆိုရင်1မလာဘူးဆိုရင်0ဒီလိုရိုက်လိုက်တာနဲ့ဒီမှာအမှန်ချစ်ကလေးတွေဝင်သွားတယ်အမှန်ချစ်ကလေးဝင်သွားလိုက်တာနဲ့သူကဒီဘက်မှာလဲသူရဲ့လာတဲ့ total စုစုပေါင်းလေးကိုတွက်ပြီးတယ်ပေါ့နော်အဲ့တော့ဒီသင်ခန်းစာလေးကိုညဝေပေးချင်ပါတယ်ဒါဆိုနမူနာပုံစံလေးကြည့်ကြည့်မယ်ဒီဘက်ကိုလာခဲ့ပြီပေါ့နော်ဒီမှာလုံမယ်ပေါ့အခုလိုတော့စက်ဒါဘာမှမလုပ်ထားသေးဘူး1ဆို1ပဲဝင်တယ်2 0ဆိုရင်လည်းသူက0ပဲဝင်တယ်ဒီမှာလည်း2တင်မပေါင်းသေးဘူးပေါ့နော်ကဲဒါဆိုဒီသင်ခန်းစာလေးကိုလုပ်ကြည့်ကြမယ်လုပ်ကြည့်မယ်ဆိုလို့ရှိရင်ကိုထည့်ခြင်းတဲ့အကွက်ကလေးတွေကိုဆဲကွက်ကလေးတွေကိုဆက်လက်မှတ်လိုက်မယ်ဆက်လက်မှတ်ပြီးသွားပြီဆိုရင်ဒီမှာ conditional တွေကိုသွားမယ်ပြီးရင်ကိုက root ထဲမှာမို့လို့ new root ကိုနှိပ်ပါမယ်ပြီးရင်တော့သူကဒီနေရာလေးမှာ format style နဲ့မှာကွာ icon set ကလေးကိုရွေးမယ် icon set ပြီးရင် icon style မှာကြတော့ဒီမှာချက်ချီကလေးနဲ့မှန်ချစ်ကလေးနဲ့ကိုကြိုက်တာသုံးလို့ရတယ်เนาะဒါဆိုရင်ဒီမှာတစ်ခုရွေးလိုက်မယ်ပြီးရင်ပြတဲ့အခါမှာ icon ပဲပြချင်တာမို့လို့ဒီမှာအမှန်ချစ်ကလေးချစ်ပေးလိုက်မယ်ပြီးရင်ဒီမှာအမှန်ချစ်ဒီ value ကဘယ်လောက်သုံးမလဲပေါ့เนาะ number 1လို့သုံးပေးလိုက်မယ်1ပြီးတော့ဒီမှာကျတော့သူ့တက်လဲ number ပဲသုံးမယ် number သူ့ကျတော့ 0.5 လောက်ထည့်လိုက်မယ်ပြီးရင်တော့ဒီမှာ okay ပေါ့နော် okay ကဲ Excel လို့ပြောတဲ့အတွက်အားလုံးကိုဆက်လက်မှတ်ပြီး middle line သုံးမယ်ပြီးရင်ဒီအကွက်ကလေးတွေကိုလည်းဒီမှာအလယ်မှာထားခြင်းတဲ့အတွက် center ထားပြီးလိုက် total တွက်ပါမယ်မြင်များချင်း count if ပေါ့နော်သူကအမှန်ချစ်တရက်ဝင်လို့ရှိရင်1လို့ဝင်ခြင်းတယ် count if function ကိုသုံးမယ်ကွင်းစာပြီးရင်ဒီတန်းလုံးကိုဆက်လက်မှတ်လိုက်ပါမယ်ပြီးရင်တော့ comma သူ့ကိုရွေးမှလဲကိုကတစ်တွေကိုပဲရွေးပြီးတော့တစ်ခါနှစ်ခါသုံးခါရှိတွက်ခြင်းတဲ့အတွက်1လို့ပြောလိုက်တယ်လာတဲ့ရက်ကိုက1လို့သတ်မှတ်ထားတဲ့အတွက်လာတဲ့ရက်1ကိုပဲယူလိုက်တယ်ကွင်းပြန်ပိတ်အနာခါကဲဒါဆိုလို့ရှိရင်တော့ဒီတိုင်းလေးပဲဆိုတော့သူ့ကိုဒီလိုလေးဆွဲချလိုက်ပါတယ်ဆွဲချလိုက်တဲ့အခါဒီအောက်လေးမှာမြင်းလေးပျောက်သွားတယ်ဒါဆိုရင်တော့သူ့တွေကိုသွားပြီးတော့ဒီမှာ bottom border လေးပြန်ထည့်ပေးလိုက်တယ်ဒီလိုလေးပြန်ပြင်လိုက်တယ်ခဲဒါဆို Saturday မှာတယောက်ကလာမယ်ပေါ့ဆိုရင် enter ခါလိုက်ဒါဆိုရင်1တယောက်ကတော့မလာဘူးတယောက်ကလာမယ်ပေါ့သူက1နေထည့်ပေးသွားတယ်အဲဆိုဒီမှာလဲလာပြီးတော့သူကဆက်လာမယ်ဆိုရင်1ပေါ့ဆိုတော့သူကဒီမှာလာမယ်ပေါ့ဒါဆိုသူလည်းလာမယ်ပေါ့ဒီလိုမျိုးလေးထည့်လိုက်ဒီမှာထည့်လိုက်တာနဲ့သူကauto number ကလေးတွေတိုးသွားပြီဟုတ်ပြီနော်အဲ့ဒီသင်ခန်းစာလေးကိုလုပ်ကြည့်လို့အဆင်မပြေဘူးဆိုလို့ရှိရင်တော့ Great Computer Training Center ရဲ့ page မှာလာပြီးမေးလို့ရပါတယ်ပျော်ရွှင်သားရတဲ့နေ့လေးဖြစ်